Hello brother တို့ဒီနေ့ကြည့်ရမယ့်ဗီဒီယိုကတော့တနတ်ပစ်တာဘယ်လောက်ထိကျွတ်လဲဆိုတာနည်းနည်းကြည့်အောင်ကဲစရအောင်他那个楼了，这哪看看不？这哪看那一个？OK， 快点了，大哥们，快点了。နည်းနည်းလေးနော်တနတ်နဲ့ချင်တနတ်ကပါလဲ M60 လည်းမဟုတ်ဘူးပါလဲတနတ်နာမည်သိရင် comment မှာရေးခဲ့နော်ကဲ你先买的。这哪看这哪看？ကြည့်နည်းနည်းလေးငါလည်းမတော့မပြဘူးနော်နည်းနည်းလေးနဲ့ပစ်သွားတာဘယ်လိုပစ်လိုက်တာလဲမသိဘူးနော်ဝတ်တော့ဘာမှမခံစားရဘူးအော်ပဲအော်ပြီးတော့ဒီမှာဟာဘယ်လိုပစ်လိုက်တာလဲကွာနည်းနည်းလေးကိုဘယ်သူ့နဖို့တဲတဲကနေပစ်တာတယ်ဝတ်တော့ဘာမှမဖြစ်ဘူး我们这个做过了。မလဲဘူးကွာဘာမှမဖြစ်ဘူးတွေးတော့မထွက်ဘူးထင်တယ်နောက်တစ်ခေါက်ပြုံးမယ်ထင်တယ်နောက်တစ်ခေါက်နေပြီဒီနားလေးနင်းလေးနော်တတောင်းလောက်ပဲရှိတယ်တနာလဲကြည်စမ်းမထွက်ဘူးထင်တယ်ဘယ်လိုဖြစ်တာလဲတနာကအိုးပြတ်သွားပြီခုမှရတော့ခုနကပူပြီးတော့နေတယ်နော်အိုင်ယောကွာစစ်ပွဲမှာဒီလိုနဲ့ကြော်ပြင်းတော့ဒုက္ခရောက်ပြီဒီမှာလဲတယောက်လာပြန်ပြီတနာကဘာတနတ်လဲမသိဘူးနော်တေးလေးနဲ့နင်းလေးတရားလဲ6လက်မလောက်ရှိတယ်ဘယ်လိုဖြစ်တာတော့ကွာဘယ်လိုပစ်လိုက်တာတော့可以给马个老乡。看。我这爸妈都不有点不亏着了。我讲你ကွာဒီလိုပြင်မှာတော့စစ်ပွဲမှာဘယ်လိုလုပ်ရန်တူနိုင်တော့မှာလဲဟိုင်ဒီလိုဟိုအကြီးကြီးကိုဘာမှမလုပ်ဘဲနဲ့ရှေ့ကနေပစ်တာနောက်တစ်ခေါက်ပြုံးမယ်ဝါခုနကပထမပစ်သွားတဲ့တကောင်ဟိုမှာစီသွားပြီရှောက်မပင်နဲ့我录着。တခြားတွေတောင်ထိတော့မယ်သူ့ဘေးနာထိရင်တော့မလွယ်ဘူးဘလို့ဖြစ်နေတာလဲကွာစစ်သားတွေချင်း他录着，咱就吃了，咱。ကျန်ထဲမှာဆင်းပြီးတော့ပြလိုက်ပြတ်တာမဟုတ်တော့ပါဘူးနော်ဒီဝက်တွေကပြင်မှာပါတယ်တနက်ကိုတေးချခိုင်ခုနချင်းပြင်းပြီးတော့ခုပေါင်းပစ်ထိတော့မယ်ဟိုမှာကြည့်တွေးတော့မထွက်ဘူးပြစ်အောင်မယ်ထင်တယ်တကောင်ခဲပစ်တနာကြည်စားမထွက်ဘူးကွာစစ်ပွဲရင်ဘယ်လိုလုပ်မှလဲမသိဘူးတနာလဲတော့မလဲဘူးဘာလဲနှခုံးထိမှန်သွားတာလားမသိဘူးနော်ဘယ်လောက်ထိတနတ်ပစ်ကျွဲလဲဆိုတာပြချင်တာပါသူတို့တနတ်ကိုလည်းရှိုးလိုက်လို့လေကောင်းစားတွေကြီးပဲရုပ်နည်းနည်းလေးတောင်ပြစ်မတော့
ဒီနေ့တော့ဒီလောက်ပဲနောက်ဘက်ကျန်ဒီထက်ပို့ပြီးတော့ရေးရတဲ့ဟာတာတွေလာအောင်မယ်